ကျွန်တော်မကြိုက်ပါဘူး cluster ပဲရောက်သွားတယ်ကျွန်တော်တော့ကြိုက်ပါတယ် Sin pero sin pero sin Okay အားလုံးပဲမင်္ဂလာပါမြန်မာမောင်တော်ကနေကြိုဆိုပါတယ်ကျွန်တော်ကတော့အာကာပါဒီတစ်ခါတော့ကျွန်တော် review လုပ်ပေးမယ့်ကားလေးကတော့ဒီပဲ SO7 ပဲဖြစ်ပါတယ်ဒီကားလေးက SKD နဲ့ထုတ်လို့ထားတာဖြစ်လို့ရန်ကုန်လိုင်စင်နဲ့ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီကားလေးကိုကျွန်တော် review မလုပ်ခင် exterior look တွေကိုမပြောခင်မှာ key remote လေးနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ဆိုတော့ကြည့်လိုက်ရအောင်သူရဲ့ key remote မှာဆိုရင်ဘယ်ဘက်တောက်ချင်မှာ unlock လုပ် lock လုပ်ပါမယ်အောက်ဘက်မှာကာကိုဖွင့်ပိတ်လုပ်ဖုန်းကလုတ်လေးကိုလည်းထည့်သွင်းပေးရတယ်သူရဲ့ key remote design လေးကလည်း3 can တုံးလေးနဲ့ချစ်ဖို့ကောင်းပါတယ်ဆိုတော့ကားရဲ့ exterior look လေးကိုဆက်ကြည့်လိုက်ရအောင်ကားရဲ့ exterior look မှာဆိုလို့ရှိရင်တော့အလယ်မှာဒီဘက် logo လေးပါမယ်အောက်ဘက်မှာ360ပါမယ်သူရဲ့ headlight design မှာဆိုလို့ရှိရင်လည်း futuristic ဖြစ်တဲ့ headlight design ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ် tan light ကိုထည့်သွင်းပေးထားတယ်အောက်ဘက်မှာဆိုလို့ရှိရင်လည်း air intake ပေါ့နော် air flow မှာဆိုလို့ရှိရင်အမှန်တကယ်အလွတ်လုပ်တယ်ပိတ်မဟုတ်ဘူးဆိုတော့ကားရဲ့တာယာကိုလည်းလေဝင်တွေထွက်ကောင်းစေတယ်ဆိုတော့ကားရဲ့နောက်ကိုသွားပြီးတော့လေ့လာကြည့်လိုက်ရအောင် let's go ကားရဲ့အနောက်ဘက်ဒီဇိုင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းချမ်းငယ်ဒီဘက် SO7 ပဲတန်းပြီးတော့တိတာစေတဲ့အချက်ကတော့သူ့ရဲ့ logo ပဲဖြစ်ပါတယ် logo လေးကချစ်စရာကောင်းတယ်3 can တုံးလေးကိုထောင်ထားပြီးတယ်ပေါ့နော်အပေါ်မှာဆိုလို့ရှိရင်လည်း vertical အတုံးလေးကိုထောင်ထားပြီးတဲ့ brake light ပါမယ် wiper သူရဲ့နောက်ဘီကွ design မှာဆိုလို့ရှိရင်လည်းအရှိက headlight design အတိုင်းကိုပဲပြန်လည်ပြီးတော့ဖုံပေါ်ပေးထားပါတယ်ဒီပဲစားတဲ့လေးပါမယ်ချမ်းကန် logo SO7 စားတဲ့လေးကိုထည့်သွင်းပေးထားပါတယ်နောက်တစ်ချက်အနေနဲ့ကတော့360 camera လေးကိုထည့်သွင်းပေးထားပြီးတော့ camera ရဲ့ဘေးမှာတော့ sonar လေးကိုထည့်ထားပြီးတော့အောက်ဘက်မှာ sonar 4 လုံးပါတယ်ဆိုတော့9လုံးအရှိမ2လုံးဆိုတော့ total sonar 9 လုံးကိုထည့်သွင်းပေးထားပါတယ်ကာကို speed အနေနဲ့ကလည်းတက်တက်ဝန်းဝန်းရှိတယ် luggage 8အနေနဲ့ဆိုလို့ရှိရင်လည်း3-4လုံးလောက်ကတော့ကောင်းကောင်းဆက်နေတဲ့မှာပါတယ်တစ်ချက်ကြည့်ကြည့်လိုက်ပါအောက်ဘက်မှာဆိုလို့ရှိရင်လည်းကားနဲ့တာယာတော့မပါဘူးပေါ့နော် EV ကတော့တာယာမပါဘူးအောက်ဘက်မှာဆိုလို့ရှိရင်လည်းကားနဲ့ပတ်သက်တဲ့ဒီကော်ဘူးတွေလေးပေါင်းချိန်လို့ရမယ့်ဟာလေးပြီးတော့ triangle လေးတွေပါမယ်ဆိုတော့ကျွန်တော်တို့ကားရဲ့အတွင်းခန်းလေးကိုသွားပြီးတော့လေးလာကြည့်လိုက်ရအောင်ခင်ဗျ Okay ကားထဲဝင်ပြီးထားလိုက်ပြီဆိုတာနဲ့ဒီ infotainment screen က driver ဘက်ကိုမျက်နှာမူပေးပါတယ်ဆိုတော့ passenger ဘက်မှာထားလိုက်မယ်ဆိုရင်လည်း passenger ဘက်ကိုဒီ infotainment screen ကမျက်နှာမူပေးတယ်ဆိုတော့ဒီ function ကိုမကြိုက်ဘူးဆိုရင်လည်း shortcut ထဲမှာသွားပြီးတော့အလဲ center ကိုသွားပြီးတော့ချိန်ထားလို့ရတယ်အဲ့ဒါပြီးရင်ကျွန်တော်နောက်မှပြောပြပေးပါမယ်ဆိုတော့ဒီကားမှာထိုင်ရတဲ့ feeling ကလည်း luxury feeling ကိုရတယ်comfort ဖြစ်တယ်premium SUV စီဖြစ်တာကြောင့်မလို့ထိုင်ရတဲ့ feeling ကအစားဘာမှပြောကြရတော့မလိုဘူးနောက်တစ်ချက်ဒီကားမှာကျွန်တော်ကြိုက်ဆုံးအချက်ကတော့သူ့ရဲ့တကားပေါင်ကအပြောက်လေးဖန်တီးပေးထားပါတယ်ဆိုတော့ဒီကားမှာကျွန်တော် steering wheel design ပေါ့နော် steering wheel design မှာဆိုလို့ရှိရင်လည်း flat bottom design ကိုအသုံးပြုပေးထားတယ်ကိုင်းကကြစ်ကြစ်လေးလေးနဲ့မိုက်တယ်ဘယ်မှာဆိုရင်တော့ကျွန်တော် adaptive cruise control ပါမယ်ညာဘက်မှာ media volume control ထည့်သွင်းပေးထားပါတယ်gear position ကတော့ gear design ကတော့ hand gear လေးဖြစ်သွားမယ်မိုက်ပါလည်းမစိုးပါဘူးနောက်တစ်ချက်ဒီကောင်းအနေနဲ့ကတော့ brake နင်းလိုက်ပြီဆိုတာနဲ့ auto ဆက်နှိုးပေးပါတယ်ဟာ cluster ပဲရောက်သွားတယ် cluster မပါပါဘူးဆိုတော့ cluster အနေနဲ့ကတော့ SUV တွေကိုထည့်သွင်းပေးထားတယ် SUV နဲ့မသုံးချင်ဘူးဆိုလို့ရှိရင်လည်းဒီ screen မှာသူ့ရဲ့kilometer range တွေFUV ကိုအားလုံးပြထားပြီးမှပဲဖြစ်ပါတယ်ဆိုတော့ wireless charging လေးပါမယ် dual air con box လေးကိုအသုံးပြုပေးထားတယ်ကပ်ပူရာနှစ်ပေါက် AMRAM အနေနဲ့ကတော့ကြကြဝန်းဝန်းရှိတယ်အထဲမှာခုပေါက်လေးကိုလည်းထည့်သွင်းပေးထားပါတယ်ဆိုတော့မိုက်ပါတယ်ဒီအတွင်းကမ်းမှာဆိုလို့ရှိရင်သူကဒီ physical button တွေဘာမှမထည့်ပေးထားတော့ဘဲနဲ့ aircon adjustment ကစဒီ infotainment မှာပဲထည့်ထားပေးတယ်ဆိုတော့ဒီ infotainment က driver ဘက်ကိုမျက်နှာမူနေတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကဒီ shortcut တွေက rotation မှာ center လေးကိုပြထားလိုက်ပါမယ်ကားနဲ့ပတ်သက်တဲ့ shortcut တွေကိုဒီထဲမှာအလွယ်တကူကိုအသုံးများတဲ့ shortcut တွေကိုပေါ့နော်ဒီထဲမှာသွားပြီးတော့ထည့်ထားလို့ရတယ်အောက်ဘက်မှာဆိုလို့ရှိရင်ထိုင်ကုန်အပူရေးတွေပါမယ်ထိုင်ကုန်အပူရေးကတော့ driver ဘက်မှာရော front passenger ဘက်မှာပါထည့်သွင်းပေးထားပါတယ်ကြည့်လိုက်မယ်ဆိုရင်အပူလောင်မှာဖင်ဝဲပူမှာလားကြောဝဲပူမှာလားရွေးချယ်လို့ရတယ်ထိုင်ကုန် AD function လို့ပါတယ်ဒါကတော့နှစ်ဖက်လုံးမှာပါတယ်ပေါ့နော်ဆိုတော့ inner circulation တွေအရှိမနောက်မှအပူပေးတာတွေအနောက်မှအနောက် air con adjustment တွေအားလုံးကိုဒီ screen ထဲမှာပဲအသုံးပြုရမှာပဲဖြစ်ပါတယ်ကားရဲ့ vehicle setting ထဲမှာဆိုလို့ရှိရင်လည်း ambient light တွေအားလုံးပြည့်စုံပါမယ်control မှာဆိုလို့ရှိရင်ကားနဲ့ပတ်သက်တဲ့ wiper တွေ wiper speed တွေပြီးတော့နောက် wiper တွေပြီးတော့ sunshade open close ပေါ့နော်အားလုံးပြည့်စုံလဲလုပ်လို့ရတယ် rear check gate တွေပါမယ်နောက်တစ်ခုအနေနဲ့ကတော့ cabin မှာက side mirror adjustment အနေနဲ့ full and full လုပ်လို့ရမယ် adjustment လုပ်လို့ရမယ်ပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဘက်ကdriver ဒီတကားပေါင်မှာဆိုလို့ရှိရင်ဘာမှမပါတော့ဘူး adjustment လုပ်ကားမဲ့ cloud တွေပါတယ်ဘာမှမပါဘူးဆိုတော့
ဖမ်းမှန်ချိန်တာပါညာဆိုလို့ရှိရင်လေဒီထဲမှာသွားပြီးတော့ adjust လုပ်လို့ရပါပဲဖြစ်ပါတယ် charging AI HUD AI HUD ကကြတော့ကျွန်တော်တို့ဒီဘက်မှာပေါ့နော်cluster မပါဘူး cluster မပါတဲ့အတွက်ကြောင့်မလို့ HUD နဲ့သုံးမလားဒါမှမဟုတ်ရင်ဒီ screen မှာပတ်လာတဲ့infotainment ကနေပဲသုံးမလားရွေးချယ်လို့ရမှာပဲဖြစ်ပါတယ် drive mode အနေနဲ့ကတော့ဒီကားမှာ eco comfort sport နဲ့ customize ဆိုပြီးတော့၄မျိုးထည့်သွင်းပေးထားပါတယ် safety function အားလုံးပြည့်စုံပါတယ် downweight assist တွေESC control တွေပေါ့နော်အားလုံးပြည့်စုံထည့်သွင်းပေးထားပါတယ် cruise pilot adaptive cruise control အသုံးပြုပေးထားတယ်။ lane departure warning တွေ lane departure assist တွေအားလုံးကားနဲ့ပတ်သက်တဲ့ safety function တွေအားလုံးအပြည့်အစုံထည့်သွင်းပေးထားပါတယ်။ဒီကားမှာကျတော့ auto baiting ပါထားတဲ့ Apple CarPlay တွေ Android Auto တွေအားလုံးအပြည့်အစုံထည့်သွင်းပေးထားတယ်။ပြီးတော့နောက်တဲ့ camera ပေါ့နော်။ကင်မရာလေးကိုလည်းထည့်သွင်းပေးထားတယ်။တော့ဒီ hand catcher လေးနဲ့တက်ဝင်ရလို့ရမှာဖြစ်ပါတယ်။တက်လာတော့ဘူးလား။ခဏလေးနော်။ဆိုတော့ဒီဟာလေးကလည်းမစိုးပါဘူးမိုက်ပါတယ်ဆိုတော့ကားနောက်ခံသွားပြီးတော့ကျွန်တော်လေ့လာကြည့်လိုက်အောင် Okay ဒီအနောက်ဘက်မှာဆိုလို့ရှိရင်လည်းထိုင်ရတဲ့ feeling ကတော့အရှိကနေတူပဲ comfort ဖြစ်တယ်luxury ဆန်တဲ့ feeling ခံစားရတယ်အတွင်းကအယောင်နေနဲ့ကလည်းအဝါရောင်ရင်းရင်ကိုအသုံးပြုထားပေးတယ်ဆိုတော့ကျွန်တော်ကတော့ကြိုက်ပါတယ်ဆိုတော့ let row နဲ့ hard row တွေကလည်းကျဲတယ် panoramic sunroof ဖြစ်သွားမယ်ဒီကားမှာဆိုရင် speaker အနေနဲ့ကတော့16လုံးဒီပါလောက်ကိုထည့်သွင်းပေးထားတယ်safety အတွက် AirVent အနေနဲ့ကတော့၄လုံးလောက်ကိုထည့်သွင်းပေးထားပါတယ်ဆိုတော့မဆိုးပါဘူး music ဘိုင်းကလည်း perfect ပါပဲ safety drive ကလည်း perfect ပါပဲဆိုတော့ဒီကားမှာဆိုလို့ရှိရင်နောက်ကဒီ air con adjustment အနေနဲ့ကလည်း test အနေနဲ့ဖြစ်သွားမယ်ဟန်ကောဘူရေးတွေပါဝင်မှာပဲဖြစ်ပါတယ်ဆိုတော့မိုက်ပါတယ်ကျွန်တော်ကြိုက်ပါတယ်ကားရဲ့တာယာဆိုင်အနေနဲ့ကတော့255 45R20 ဆိုတော့ဒီကောင်က20လက်မှအလွိုင်းဆိုင်ကိုအသုံးပြုပေးထားတယ်tire pressure monitoring system ကိုလည်းထည့်သွင်းပေးထားပါတယ်အလွိုင်းဆိုင်အနေနဲ့ကလည်းမဆိုးဘူးသူ့ရဲ့ကား body နဲ့အလွိုင်းဆိုင်သုံးပေးထားတာကမျှတယ်ပေါ့နော်အလွိုင်းဆိုင်လေးမိုက်ပါတယ်ကားရဲ့ဒီ side mirror မှာဆိုလို့ရှိရင်360 camera ပါမယ်အလီဒီမီတာကိုထည့်သွင်းပေးထားတယ် blind spot warning လေးကိုပါထည့်သွင်းပေးထားပါတယ် door handle design အနေနဲ့ကတော့ port out design ကိုအသုံးပြုပေးထားတယ် traditional door handle design တော့မဟုတ်တော့ဘူးဒါဒီ door handle design ကတော့ကြိုက်တဲ့လူကြီးမင်းတို့လည်းရှိသလိုမကြိုက်တဲ့ customer တွေလည်းရှိရပါတော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်မကြိုက်ပါဘူးရိုးရိုးချင်းချင်း door handle design ကိုပဲကျွန်တော်ကြိုက်တာပါဆိုတော့သူ့ရဲ့ကားရဲ့ body တွေကျစ်တစ်ရှိတယ်sporty set feeling ကိုလည်းရတယ်ဆိုတော့လူကြီးမင်းတို့အနေနဲ့ဒီကားကိုကြိုက်တယ်ဆိုရင်တော့ရွေးချယ်တဲ့တဲ့ထဲမှာတော့ပါတယ်ပေါ့နော် Okay ကျွန်တော်ကဒီ D-Bed SO7 ရဲ့အတွင်းက fashion တွေရောအပြင်က exterior look ကိုအသေးစိတ်လေးရှင်းပြပေးသွားပြီးပြီဆိုတော့လူကြီးမင်းတို့အနေနဲ့ဒီကားရဲ့ battery capacity တွေ range တွေကိုသိချင်မယ်လို့ထင်ပါတယ်ဆိုတော့ဒီကားမှာ range အနေနဲ့ကတော့620 km အထိမောင်းနေလို့ရမယ် battery capacity အနေနဲ့ကတော့79 9.9 ပေါ့နော် capacity ထိပါဝင်ပါတယ်0 to 100ကိုတော့ 7.5 second အတွင်းမောင်းနေလို့ရမယ်30 to 80ကိုအားသွင်းမယ်ဆိုလို့ရှိရင် DC ချက်နဲ့အားသွင်းမယ်ဆိုရင်35မိနစ်လောက်ပဲအားသွင်းရပြီးတော့ AC ချက်နဲ့အားသွင်းမယ်ဆိုလို့ရှိရင်တော့9နာရီဝန်းကျင်လောက်တော့ကြာမြင့်မှာပဲဖြစ်ပါတယ်ဆိုတော့ဒီကားကိုလူကြီးမင်းတို့အနေနဲ့ကျန်တဲ့လို့လာရောက်လေ့လာခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Billionaire One Auto ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ချွေးတော်လေးစားလေးကတော့အမှတ်6 16ရောက်ဘိုးကောင်းနဲ့ရန်ကင်းမြို့နယ်မှာတရှိပြီးတော့ဖုန်းနံပါတ်အနေနဲ့3943လုံး299လုံး299ကိုဆက်သွယ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အကောက်ပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့